surprise ဘောကိုတို့မှာတားလေးဖြစ်ဖြစ်သမီးလေးဖြစ်ဖြစ်ရှိရင်ပိုပြီးပြောဖို့ကောင်းပါပဲကလေးယူတော့မယ်ဆိုရင်အစကတည်းကကြိုတင်ပြင်ဆင်တာသိကောင်းတာပေါ့ကိုဝင်ရှိမှန်းသိမှကိုဝင်ဆောင်အားစေးတောက်တာထက်ယူဖို့စူးစမ်းစဉ်ကတည်းကစေးတောက်တာကကလေးအတွက်ပိုကောင်းတယ်လေဒီအတွက်ဖာတီနာကအကောင်းဆုံးပါပဲဟဲတငယ်ချင်းမတွေ့ရကြပြီမိခင်ရောကလေးပါကြမ်းပါတယ်မလားအရင်ကထပ်ပိုလာလာရယ်နော်ကလေးယူကိုစဉ်းစားထားကြတဲ့ဖာတီနာကိုတောက်ထားလို့လေမွေးဖွားလာမယ့်ရင်သေးလေးအတွက်အကောင်းဆုံးတွေကိုပဲရွေးချယ်ပစ်တယ်ဂျာမနီနိုင်ငံတို့ဖာတီနာမှာ folic acid တန်တက်အပြင်ဗီတာမင်နဲ့သတ္တုတက်18မျိုးပါဝင်တဲ့ vital complex ဆေးတောင်းနဲ့ DHA အလွန်ကျွဲဝစွာပါဝင်တဲ့ omega 3 ဆေးတောင်း2မျိုးပါဝင်ပါတယ်ဖာတီနာကိုနေ့စဉ်တောက်ရင်သတိသားရဲ့အုံနောက်နဲ့အာရုံကြောစနစ်ကိုဖွံ့ဖြိုးစေတာကြောင့်မွေးရပါညာရင်ထမျက်စေပါတယ်သတိသားလေးဖွံ့ဖြိုးကျန်းမှာတော့မိခင်လည်းချမ်းမြေ့ပျော်ရွှင်နိုင်ပြီပေါ့မိခင်တို့တိုက်ကျွေးခြင်းပထမတစ်နှစ်အထိဖာတီနာကိုဆက်လက်တောက်သုံးပေးနိုင်ပါတယ်မိခင်တို့ကိုအာဟာရပုံမပြေဝစေတဲ့အတွက်ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုကိုလည်းများစွာထောက်ကူပြုပါတယ်ဖာတီနာကြောင့်ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ခဲ့ပြီလေမမေရဲ့ပထမဆုံးလက်ဆောင်မွန်ဖာတီနာ